နောက်ထားလို့အဆင်ပြေရဲဆိုတာနဲ့ကျင်းနေပါတယ်ရှင်တရုတ်ဆောင်မိုင်းရနေလာဖြစ်တဲ့အတွက်အစုပညာရက်တွေမပြေဝသေးပေမဲ့လည်းဒီလိုမျိုးပွဲခန်းသားလေးဖိကြားရဲ့ပွဲရှင်လည်းဖြစ်စေဒီလိုမျိုးသမီးကိုအစုပညာချင်းနဲ့ငှားရမ်းပြီးတော့ဖိကြားရဲ့ပွဲပဲဖြစ်စေပေါ့နော်တလီတစားနဲ့တေချောက်ထည့်ပြီးတော့တာဝန်ယူပြီးတော့ဆိုပြီးဖြစ်ပါတယ်ရှင်ယခုနောက်ပိုင်းရုပ်ရှင်ပိတ်ကားတွေပေါ်မှာမတွေ့ရတော့တဲ့တရုတ်ဆောင်ရင်လဲကိုဖေဖော်ဝါရီ17ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ထိုက်သူပန်အစိမ့်မြင့်ရင်လိုင်းဖွင့်ပွဲအခမ်းအနားမှာတွေ့ဆုံစဉ်သူမကိုချစ်ခင်အားပေးနေတဲ့ပရိသတ်တွေအတွက်တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်နုပညာရဲ့စပြီးတော့ရောက်တာတော့18ပေါ့နော်အခုဆိုလို့ရှိရင်10နှစ်လောက်ရှိသွားပါပြီရှင်ဟာ2018နောက်ပိုင်း19-20မိုင်းမှာပေါ့နော်ကိုဗစ်ဖြစ်တဲ့နိုင်ငံရေးအခြေအနေလေးရှိရခါမှာအနုပညာသမားတွေတော်တော်များများပေါ့နော်ဒီအနုပညာအလုပ်ကိုခဏရနာလိုက်ရတဲ့အခြေအနေမျိုးလေးရှိရဲအဲ့ထက်မှာကိုယ်လည်းပါဝင်ဖြစ်ခဲ့ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပွဲလေးတွေဘာလို့ကိုရင်းရဲ့ဘာထိုက်ဒီပန်လို့ပွဲမှာပဲဖြစ်စေတခြားပြုလုပ်တဲ့ပွဲလေးမှာဆိုရှင်တော့တချင်းဆိုရတဲ့ပွဲလေးရှိရဲတခါရံဖန်ရခါဆိုလဲစကားတူလေးရမျိုးလေးရှိရဲပေါ့ဒီလိုချိန်လေးပါဗီဒီယိုခင်မှာဗီဒီယိုကားအများကြီးရိုက်ခဲ့ရနဲ့ချီရိုက်ခဲ့ပေါ့နော်နောက်ပြီးရုပ်ရှင်ကားကြီးဆိုလို့ရှိရင်လည်းတော်တော်များများ10ခန်းထိရှိမယ်10ကားကျော်လောက်ထိရှိမယ်ပါဝင်ပြီးတော့ပြုဆောင်ခဲ့တယ်တချို့ကားတွေကြတော့အခုချိန်ဒီယုံတင်တတ်ခွင့်မရခဲ့ကားကြီးလည်းရှိတယ်လို့တချို့ကားတွေကြတော့ခဏယုံတင်နေစွာပိုက်ရည်နဲ့ပြတာဆိုတော့လေအမြန်တင်လိုက်ရတဲ့ကားလေးလည်းရှိခါမှာရုပ်ရှင်ကားကြီးရေအတွက်ကတော့ဗီဒီယိုကားနဲ့ရှင်တော့နေတာပေါ့နော်ဗီဒီယိုကားမှာတော့ဗီဒီယိုကားတွေတော်တော်များများရိုက်ခဲ့ရပါတယ်ပရိသတ်ကိုပြောကြချင်တာဒီနောက်ပိုင်းမှာပေါ့နော်ရုပ်ရှင်မရိုက်တာတော်တော်လေးကိုခြားသွားတဲ့အချိန်မှာတော့မှအပြင်မှာတွေ့အမကားတွေအရန်အားပေးနေရအရန်ကြိုက်တယ်အဲ့လိုမျိုးကြားတဲ့အခါမှာအရန်ပီတီဖြစ်ရပါတယ်ကိုဒီလူပညာလောကနဲ့အလံဝေးနေသည့်တိုင်အောင်အများနဲ့မမေ့ပဲနေပေါ့နော်နာမည်တစ်ခုရင်လက်ဆွဲနာမည်လေးကိုမှတ်ပြီးပေးနေကြတယ်အဲ့ဒါပရိသတ်တွေအားလုံးချစ်ပေးကြပရိသတ်တွေအားလုံးတူတယောက်ချင်းစီကိုကျေးဇူးများတင်ပါတယ်ရှင်